Okay အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကိုကတော့ Adobe InDesign နဲ့တချို့ short videos လေးတွေပေါ့နော်tools လေးတွေအသုံးပြုပုံလေး Adobe InDesign 2023ပေါ့နော်ကျွန်တော်က2023တွင်းထားတော့ဒီ23ကတော့2023ကတော့အနည်းဆုံး RAM ကသူ့ရဲ့ requirements က RAM 8GB ရှိမှရတယ်ပေါ့နော်ဒါသူ့ရဲ့အချက်တခုပေါ့နော်ဟုတ်ကဲ့ကျွန်တော်စပြီးတော့ Adobe InDesign နဲ့ကတချို့ short videos လေးပေါ့အားလေးတွေကိုကျွန်တော်သင်ကြားပေးမှာဖြစ်ပါတယ်page marker အစားအတူဝင် page marker သုံးနေတဲ့လူတွေရှိသလိုအဲ့ Adobe InDesign ကပိုကောင်းလို့ Adobe InDesign ကိုပြောင်းသုံးတဲ့လူတွေကတော်တော်ပိုပြီးများလာတယ်ဗျပိုပြီးလွယ်လာတယ်ပေါ့နော်သုံးရတာအခုဆိုရင်ကျွန်တော်တို့ဒီမှာစပြီးဝင်ပြီဆိုရင်တော့ new file ပေါ့နော် new file နဲ့ကျွန်တော်တို့စာရွက်ယူရမယ်စာရွက်က margin တွေရှားရတွေကိုကျွန်တော်တို့ယူမယ်တော့ A4 ကိုကျွန်တော်ယူမယ်တော့အများဆုံးသုံးတာတော့ A4 ပေါ့နော် A4 ကိုယူလိုက်မယ်ပြီးလို့ရှိရင်ဒီမှာက entitle ပေါ့ entitle မှာကတော့ကျွန်တော်ကနေပြီးတော့training training part 1ပေါ့ training part 1လို့ပေးလိုက်မယ်ပြီးလို့ရှိရင်ဒီမှာ pixel ဖြစ်နေเนาะ pixel ဖြစ်နေအောင်ကျွန်တော် inches လို့ပေးလိုက်တယ်inches လို့ပေးလိုက်တယ်ဒီမှာတော့ orientation ဆိုတာတော့ဒီမှာ portrait ရှိမယ် landscape ရှိမယ်ပေါ့เนาะ page page ကတော့ဒီမှာ page ကကျွန်တော်က၄ရွက်ယူမယ်ဗျာ၄ရွက်ယူမယ် facing page ဆိုတော့သူ့ဘေးနားမှာ page နှစ်ခု face to face ပေါ့နော်page နှစ်ခုတစ်ပြိုင်တည်းပြရ face ဆိုဖြုတ်လိုက်ရင်တော့မရှိဘူးပေါ့ဒီမှာ preview လေးထည့်ထားရင်ပိုကောင်းတယ် preview လေးထည့်ထားပြီးတော့ဒီမှာ facing page ကိုကျွန်တော်အမှတ်ထည့်ခဲ့မယ်နော်ခဏလေးပါ facing page ကိုအမှတ်ထည့်ခဲ့လိုက်မယ်အမှတ်ထည့်ခဲ့လိုက်ပြီးလို့ရှိရင် column ရှိမယ်columns ကတော့ကျွန်တော် one မဲ့ထားထားတယ် columns 1 မဲ့ထားထားတယ်ပြီးရင် margin ကတော့ 0.5 ထားလိုက်ရတယ် 0.75 နဲ့ထားကြတယ်ဒီအောက်မှာ bleed ပေါ့ bleed ကတော့ကျွန်တော်က bleed ကို2 inches လောက်ပဲထားမှာbleed ဆိုတာဗာလဲသိကျွန်တော်ရှင်းပြီးရင် preview မှာပေါ်လာလိမ့်မယ်နော်2ပဲထားတယ်ကျွန်တော်ဒီမှာပြ preview မှာပါဆိုရင်တော့ဒီမှာကြည့်လိုက်bleed ကဒီမှာအနေအောင် line လေးပေါ့အနေအောင် line လေးကတော့ bleed ပေါ့bleed နောက်တစ်ခုကတော့ slug နော်slug မှာဆိုရင်2ပဲထားမယ် slug ပဲslug 2 like 2 slug က 2 top bottom inside outside မှာ2 inches ပဲထားရဲဆိုတော့ဒီဘက်မှာက0ဖြစ်2 in ပေါ့in space ပေါ့2 inches ဆိုအမှကျွန်တော်ထားလိုက်တဲ့ခုနကတော့ slug ဆိုရယ်အရာလေးကတော့ဒီမှာ blue line လေးပေါ့နော် blue line လေးပေါ်နေပြီเนาะပေါ်နေဆိုအားလုံးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ create လုပ်မယ် create ပေါ့အားလုံးပေါ်လာပြီခုနကတော့ facing ကျွန်တော်ထည့်ခဲ့ရเนาะ facing ထည့်ခဲ့ပေမဲ့စာမျက်နှာ2ရွက်ပေါ်မလာသေးဘူးเนาะစာမျက်နှာပေါ်မလာသေးဘူးဆိုရင်ဒီမှာ page ကိုသွားလိုက်မယ်ခဏလေးစောင့်ပေးပါ page ကိုသွားလိုက်မယ် page မှာကဒီမှာ a parent ကိုနှိမ့်လိုက်တာ ਨੇ ဒီမှာစာရက်ကနှိမ့်ရဖြစ်သွားပြီဒီအောက်မှာ scroll bar လေးနဲ့ဆွဲလိုက်မယ်ဆိုရင်အပေါ်နဲ့တက်လိုက်မယ်ဟုတ်ဒီမှာကဆရာတို့ကဒီမှာ
ပထမဆုံးတစ်ရွက်ဒီမှာ2ရွက်ကကျတော့ facing page လောက်ထားတယ်ဒီမှာ4ပေါ့1 2 3 4အခုမှ2ရွက်ကိုလောက်ထားတယ်အခုတစ်ရွက်ကိုပြန်သွားမယ်ဆိုရင်ဒီမှာတစ်ရွက်ကိုသွားလိုက်ပြီနော်တစ်ရွက်ကိုသွားပြီးမှအရင်ဆုံးပြန်ပိတ်လိုက်ပြီးတော့မှဒီမှာကိုကအလုပ်လုပ်တော့မယ်ဆိုရင် control ရ1ရနှိပ်လိုက် control 1နှိပ်လိုက်ရှင်နည်းနည်းလေးဟိုစာရိုက်တာတော့ပုံလေးထည့်တာတော့လောက်ရတာပို့ပြီးတော့မြင်သာထင်သာသွားတော့ပေါ့နော်အဲ့ဒါဆိုရင်ပထမဆုံးဒီ tools လေးကြည့်အောင် tools လေးဒီမှာဒါဆို selection 2တော့ drive selection 2ဒီမှာ page 2 cap 2လေးကိုကျွန်တော်ကြည့်အောင်နော်ဒီ tools လေးတွေမှာအရင်ဆုံး rectangle 2ကိုသွားအောင်နော် rectangle 2 ကတော့ဒီမှာleft click နှိပ်တာဖိတာပြီးတော့ဒီမှာrectangle ကြီးဖြစ်လာပြီပေါ့အဲ့ဒါကိုတညီလေးတော့ခွဲကျင်လို့ရှိရင် right arrow key လေးကိုလို့ချက်နှိပ်လိုက်နောက်တစ်ထပ်ပြီးတော့ထပ်ခွဲကျင် right arrow key လေးကိုချက်ပြီးတော့ချက်ထပ်နှိပ်နောက်တစ်ထပ်ခွဲကျင် right arrow key ကိုချက်ထပ်နှိပ်ပြီးလွှတ်လိုက်တော့ဒါသူ့ရဲ့ဟိုတညီရဲ့ site ပေါ့တညီရဲ့ site ကိုရအောင်သူ့ရဲ့တညီရဲ့ site ကိုရပြီးလို့ရှိရင်နောက်တစ်ခုကဒီမှာpolygon 2ပေါ့polygon 2ဆိုရင်ဒီမှာ ရိုးဆွဲလို့ရှိရင်တော့ဒီမှာသူကဒီကအနားလေးက6နားရှိတယ်အနားလေး6နားရှိတယ်အဲ့ဒါကိုပြင်ရင်လို့ရှိရင်ဒီမှာ polygon 2မှာ double click ထောက်လိုက်double click ထောက်လိုက်လို့ရှိရင်ဒီမှာ6နားရှိရဆိုတော့ကျွန်တော်ကအနား90လောက်လိုချင်တယ်ဆိုကြပါစို့အနား90လောက်လိုချင်တယ်ဆိုကြပါစို့50% ပေါ့အော်ဒီမှာကဲတော့နား90လောက်ဖြစ်သွားပြီခြုံလေး50လောက်ဖြစ်သွားပြီပြီသူ့မှာပဲဒီ rectangle tools ရှိမယ် polygon tools ပြီးသွားပြီဆိုတော့ ellipse tools ကတော့တည်တဲ့အတိုင်းပဲပေါ့နော်အဝိုင်းလေးပေါ့အဝိုင်းပုံလေးအဝိုင်းလေးပေါ့အဲ့အဝိုင်းလေးမှာတခါလေးပြောပြချင်တာကတော့ဒီပေါ်မှာကျွန်တော် text studio တခါလေး text studio နဲ့ရေးပြမှာနော် text studio right click နဲ့type on part 2ပေါ့part 2ရဲ့ဒီမှာနားလေးကစားလိုက်မယ်နော်နားလေးကစားလိုက်မယ်ဒီမှာရေးလိုက်မယ် B Y A M M A Y N A C O M C O M P U T U R E P A I R S E R V I C service formသူ့ရွှေ့ကျင်နေရနည်းနည်းလေးဒီပီနာလေးရွှေ့ကျင်နေရနော်ရွှေ့ကျင်တော့ဒီမှာချက်ထားပြီးလို့ရှိရင်တော့ထောက်လိုက်နော်ကျွန်တော်ချက်ထား test ဖြစ်သွား drive ဆိုရင်တို့ရွေးလိုက်မယ် okay နေမယ်ပြီးလို့ရှိရင်ဒီနားလေးကနေပြီးတော့အဲ့မြားလေးကအဓိကပါနော်အောက်မှာတန်လေးရဲ့မြားလေးရဲ့အဲ့ဒါလေးနဲ့အောက်ကိုနည်းနည်းချက်အောက်နည်းနည်းချက်နည်းနည်းချက်လိုက်ပိတ်သွားပြီအဲ့ဒါဒီထိတ်ကဟာလေးကိုပဲထပ်ဆွဲရနော်တော့မျိုးစုံလို့ရအပေါ်မှာလည်းထားလို့ရတယ်လို့အောက်မှာလည်းထားလို့ရတယ်ပို့သေးလိုက်တော့ဒီမှာကွက်တိဖြစ်သွားfont size ကိုနည်းနည်းပိုကြီးလိုက်မယ်30လောက်ထားလိုက်မယ်12လောက်17လောက်ထားအောင်နော်17လောက်ထားလိုက်ထားမယ်ထားရအားလေးပြောပြရင်ဖြစ်သွားအားလေးသွားပြီးတော့ရှင်ပြန်ပြီးတော့ပြန်ပြီးတော့ပေါ်ပြန်တင်ပြအောင်နော်ပေါ်ပြန်တင်မယ်ဆိုရင်ဟောဒီမှာဖြည်းဖြည်းချင်း left click ထိပ်နဲ့ဖြည်းဖြည်းချင်းတင်အောင်ပြရအောင်နော်ရောက်အောင်ဖြည်းဖြည်းချင်းတင်အောင် service
ပြီးလို့ရှိရင်ကျွန်တော် Tuesday အကြောင်းလေးတွေနော်ဒီမှာ ES2 ဆိုတာရှိရ ES2 မှာအများကြီးရှိတယ်ဒီမှာ Pencil 2ရှိရ Smooth 2ရှိရ ES2 ကိုကျွန်တော်ချက်လောက်နော် ES2 က ES2 တင်တော့မယ်ဆိုရင် ES2 နဲ့တက်တော့မယ်ဆိုရင်ကျွန်တော်အရင်ဆုံးဒီလိုဆက်လက်ပေးလိုက်တယ်ကြာဆက်လက်ပေးလိုက်တယ်Oh, yang selap bila ni. Selap baby orang ni, ES2 you UV yang jauh di mana? Tu you piang di nari jauh piak, left click na piak. Piat lah, no? Kalau ES2 ပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော် direction selection 2ပြန်ယူထားမယ် selection 2ပြန်ယူထားမယ်ပြီးတော့ဒီမှာချက်ထောက်လိုက်ရနော်ချက်ထောက်လိုက်ရင်ဒီနားလေးကပြတ်သွားပြီES2 ရဲ့သုံးပုံသုံးလေးအခု gradient 2ကဒီမှာမဲပါနော်ညောင်ပြောင်းရင်လို့ရှိရင်တော့ဒီမှာရှိတယ်ဒီဘက်ကလေးထောက်ရတယ်နော်ဒီမှာဘယ်ဘက်ကကျွန်တော်အနီအောင်ပြောင်းလိုက်ရဒီပါရနော်ကျွန်တော်ဒီမှာဟို foreground နဲ့ background မှားနေတယ်ဒါ foreground ဒါ background ဆိုတော့ background မှာသွားပြီးတော့အနီထည့်လိုက်အဲ့တော့အရောင်ပြောင်းရင်လို့ရှိရင်တော့ဒီပေါ်မှာအရောင်ရှိတယ်ပေါ်မှာအဝါလေးရှိတယ်အဝါလေးဝါနော်gradient 2 spot gradient 2လေးရှိမယ်နောက်တစ်ခုက pen အဲ့တော့ကျွန်တော် pen 2 sphere လေးချက် pen 2 sphere လေးကိုpen 2ယူလိုက်မယ် pen 2ယူလိုက်မယ် left click ထောက်မယ်လို့ဆွဲမယ်ပြီးရင်သူနဲ့တန်လေးတင်ရမှာလေသူနဲ့တန်လေးတင်ရမှာleft click ထောက်မယ်ဆွဲမယ်လို့ဆွဲအောင်နော်ဆွဲမယ်ရဒီမှာတိတ်မမြင်ရအောင်ဗျတိတ်မမြင်အောင်ဆို control ရယ်2ရယ်အဲ့ဒါလည်းပုံနီးကတ်သွားပြီဆိုတော့မှဒါလေးကိုဖိထားပြီးတော့ order လေးကိုဖိမယ်ဒီမှာဝိုင်းအောင်ပေါ့နော်ကျွန်တော်မဝိုင်းတော့ဝိုင်းလေးဆွဲချင်တာပေါ့ဝိုင်းဆိုဒီလိုမှားသွားပြီဆိုရင် control Z တွေပြန်သုံးပြီးတော့ဒီမှာကတော့ order လေးဖိမယ်control Z တွေပြန်သုံးရပြီနော်ရပြီဆိုရင်အောက်မှာလဲသူ့လိုပဲအောက်မှာလဲသူ့လိုပဲဒီမှာ concept နော်မှားတယ် concept တော့တေချာထိတ်ကိုမထောက်လို့ left click ထောက်မယ် order လေးကိုကန်ထားမယ်ပြီးရင် left click ထောက်မယ်ပြီးလို့ရှိရင်ဒီဘက်နားလေးနည်းနည်းလေးနည်းနည်းဝိုင်းလာနော်လွှတ်မယ်နည်းဝိုင်းလာလွှတ်မယ်ပြီးလို့ရှိရင်ဒီအဝိုင်းကတိတ်ပြီးတော့မဝိုင်းနဲ့ပုံစံပေါင်းနေဒီနားလေးကိုနည်းနည်းရွှေ့မယ်ဆိုရင်2ပေါ်တင်လိုက်တယ်တင်လိုက်ပြီးတော့ control လေးကိုထောက်မယ်ပြီးလို့ရှိရင်ဒီမှာနားလေးနည်းနည်းလေးရွှေ့လိုက်နည်းနည်းလေးရောဝိုင်းလာပြီနော်နည်းဝိုင်းပြီးလို့ရှိရင်ဒီမှာလိုက်အောင် okay ဝိုင်းပေါ်မှာဖြစ်သွားပြီဆောင်းဝိုင်းဘဲဥပုံလေးဖြစ်သွားပြီနော်အဲ့လို2 စီအများကြီးရှိတယ်အဲ့2 စီကိုသုံးရတယ်ဆိုတဲ့အကြောင်းလေးကိုပြောတာပါအဲ့2 စီကိုသုံးရတယ်ဆိုတဲ့အကြောင်းလေးဘယ်လိုသုံးရလဲ
tools တွေစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတဲ့အကြောင်းလေးကိုပြောတယ်နောက်ပြီးတော့နောက်တစ်ခု tools တစ်ခုက tools တွေအကုန်တော့ကျွန်တော်ဒီထဲမှာမပြသထားပါဘူး short video လေးဆိုပြောရတော့ short video ဆိုလေးပဲဒါလေးဆိုရင်ဒီမှာပေါ့နော်ဒီဟာလေးကိုကြည့်မယ်ဆိုရင်ဒီမှာသူကဘေးနားလေးကိုသူကဆွဲပြီးတော့ဒီမှာကိုလိုချင်တဲ့ size ကိုပြောင်းလိုက်တာပေါ့နော်အဲ့ tools လေးအဲ့ကိုလိုချင်တဲ့ size ကိုပြောင်းတဲ့ tools လေးပဲ cap tools ပေါ့ cap tools ဆိုတော့အဲ့လိုပုံစံမျိုးလေးရှိရယ်အကုန်လုံးသိကျင်နေဆိုရင်တော့အားလုံးအကုန်လုံးလေ့လာတော့မယ်ဒေရှာလေ့လာတော့မယ်စိတ်ဝင်စားတယ်လေ့လာတော့မယ်ဒီပညာကိုပြန်ပြီးအသုံးချမယ်ဆိုရင်တော့ကျွန်တော်ပြန်ပြီးတဲ့ page ကနေပြီးတော့ကျွန်တော်ဆက်သွယ်နိုင်ပါတယ်เนาะအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကျေးဇူးအများကြီးတင်ပါတယ်